လုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကဘာတဝမ်းမှာနာမည်ကြီးခဲ့တဲ့တစ္ဆာဖောက်မှုတွေသွေးချောင်းစီးမှုတွေနဲ့ပြည့်နှက်နေတဲ့ Game of Thrones ဆိုတဲ့ဇာတ်လမ်းကြီးကိုပြန်ပြောပြပေးသွားမှာပါဇာတ်လမ်းကဆဆချင်းမှာတင်ကြောချမ်းစရာကောင်းတဲ့အဖြူရောင်တရဝါကြီးတွေနဲ့စောက်ဖွင့်ထားတာပြ Winter is coming ဆိုတဲ့စကားစုအတိုင်းပဲအမှောင်ထုကတဖြည်းဖြည်းနီးကပ်လာနေပြီးဒီဇာတ်လမ်းထဲမှာဘသူ့ကိုမှသွားမချစ်မိနဲ့အောင်နော်ဘာလို့လဲဆိုတော့ခမ ्या တို့သဘောကျတဲ့သူကဘယ်အချိန်ကောင်းပြတ်သွားမလဲမသိနိုင်လို့ပဲကဲပွဲစရအောင်ဇလန်းဆာမှာ Night Watch လို့ခေါ်တဲ့နေဆက်ဆောင်တပ်သား3ယောက်ဟာမြောက်ဘက်အစုံဆုံးကတတိုင်းကြီး The Wall ရဲ့အပြင်ဘက်ကိုကင်းလဲဖို့ထွက်လာကြပါတယ်။အဲ့ဒီမှာသူတို့ဘာသွားတွေ့လဲဆိုတော့တကယ်ကိုတွေးပြက်စရာကောင်းတဲ့မြင်ကွင်းပါပဲ။လူသေးအလောင်းတွေကနှင်းထဲမှာအစီဒါပေမဲ့အဲ့ဒီအလောင်းတွေကခဏနေတော့ပျောက်သွားပြီးမျက်လုံးအပြာရောင်နဲ့ White Walkers တွေအဖြစ်ပြန်ရှင်လာကြတာတယောက်ပဲအသက်လူပြီးထွက်ပြေးနိုင်ခဲ့တယ်။အဲ့ဒီထွက်ပြေးလာတဲ့သူက Stark မျိုးနွယ်စုတွေအုပ်ချုပ်တဲ့ Winterfell ကိုရောက်လာပါတယ်။ဒါပေမဲ့ကန်ဆိုးတာကဥပဒေအရစစ်ပြေးဆိုရင်တေရန်မဲလေ Winterfell ရဲ့အရှင်သခင် Stark ကသူ့သားတွေကိုတင်ငန်းစာပေးရင်အဲ့ဒီလူကိုကိုယ်တိုင်ကောင်းဖြတ်တက်လိုက်ပါတယ်။အဲ့ဒီကပြန်မှာသူတို့ဟာ Stark တို့ရဲ့အမှတ်သားဖြစ်တဲ့ The Wolf ခွေးကြီးစားအမတင်နေတာကိုတွေ့ခဲ့ပြီးအကောင်ပေါက်လေး6ကောင်ကိုကောက်ရခဲ့ပါတယ်။ဒါဟာသူတို့မိသားစု6ယောက်အတွက်နမိတ်တစ်ခုလိုဖြစ်လာခဲ့တာပေါ့။တစ်ဖက်မှာတော့နိုင်ငံရဲ့မြို့တော် King's Landing မှာဘုရင်ကြီးရဲ့လက်ရုံးဖြစ်တဲ့ Jon Arryn ဆုံးပါသွားပါတယ်။ဒါကြောင့်ဘုရင်ကြီး Robert Baratheon ဟာသူ့ရဲ့ငယ်တငယ်ချင်း Ned Stark စီကိုမြောက်ဘက်အထိကိုယ်တိုင်လာပြီး Hand of the King ဘုရင်လက်ရုံးအဖြစ်တာဝန်ယူပေးဖို့လာတောင်းဆိုပါတယ်။ဘုရင်ကြီးနဲ့အတူပါလာတာကတော့လှပပေမဲ့ငွေဟောက်ထက်အစိတ်ကင်းတဲ့မိဖုရား Cersei သူမရဲ့အမွှာမောင် Jaime Lannister နဲ့လူကူလေး Tyrion Lannister တို့ပဲဖြစ်ပါတယ်။ဒီကြားထဲမှာပင်လယ်တစ်ဖက်ကမ်းကလက်စုပ်တိုက်မှာတော့နန်းကြဘုရင်ရဲ့သားသမီးတွေဖြစ်တဲ့ Viserys နဲ့ Daenerys Targaryen တို့ကပလင်ကိုပြန်လူဖို့ကြံစီနေကြတယ်။ Viserys ကသူ့ညီမလေး Daenerys ကိုရိုင်းဆိုင်ကြမ်းတမ်းတဲ့ Dothrak လူမျိုးစုကောင်းဆောင် Khal Drogo နဲ့အတင်းလက်ထပ်ပေးလိုက်ပါတယ်။စစ်တပ်အင်အားရချင်လို့ပေါ့မင်္ဂလာလက်ဆောင်အဖြစ် Daenerys ကကြောက်ဖြစ်နေတဲ့ငကားဥ3လုံးလက်ဆောင်ရခဲ့ပါတယ်။ဒါကနောက်ပိုင်းမှာဘာတွေဖြစ်လာမလဲဆိုတာရင်ခုန်စရာပဲ။ဇက်ရှိန်အမြင့်ဆုံးကတော့ episode 1ရဲ့အဆုံးသက်ပဲပြ Ned Stark ရဲ့တားငယ်လေး Bran Stark ကခတ်ဆိုးဆိုးလေးဆိုတော့နန်းတော်အမြင့်ကြီးတွေပေါ်တက်ဆော့တာဝါသနာပါတယ်။ဒီနေ့မှာတော့သူမမြင်တဲ့အရာတစ်ခုကိုမြင်သွားခဲ့တယ်။အဲ့ဒါကတော့မိဖုရား Cersei နဲ့သူ့မောင်ဂျိန်တို့နှစ်ယောက်ခိုးစားနေကြတာကိုပေါ့။အဲ့ဒီမာတင်ဂျိန်က The things I do for love လို့ပြောပြီးကလေးလေး Bron ကိုပြတင်းပေါက်ကနေအောက်ကိုတွန်းချလိုက်ပါတော့တယ်။မြင်တဲ့အတိုင်းပဲပထမဆုံးအပိုင်းမှာတင်ကလေးတယောက်ကိုတတ်ဖို့ဝင်မလေးတဲ့အထိဒီဇလန်ကရက်ဆက်ပြသွားပါပြီ။ Bran တယောက်အသက်ရှင်ပါဦးမလား။ Ned Stark ကရောမြို့တော်ကိုလိုက်သွားပြီးဘရင်လက်ယုံလို့မလား။ကျွန်တော်သိချင်တာတစ်ခုကတော့တကယ်လို့တင်တာ Bran နေရာမှာဆိုရင်အဲ့ဒီလိုလှုပ်ဝက်ချက်မျိုးကိုမြင်လိုက်ရတဲ့အခါဘာဆက်လုပ်မလဲဆိုတာပါပဲ comment မှာရေးပေးခဲ့ကြပါဦး။နောက်ထပ် episode recap တွေကိုစောင့်ကြည့်ချင်ရင်တော့ like နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဦးတော်အားလုံးပဲအမှောင်ထုထဲမှာသတိထားကြပါ။ဘာလို့လဲဆိုတော့ Winter is coming